ပညာရက်တစ်ခုကိုသင်ကြားတယ်ဆိုတာကောင်းတယ်ဆိုပေမဲ့မကောင်းတဲ့ပညာရက်တွေကိုသင်ယူမယ်ဆိုရင်တော့ဘဝတစ်ခုလုံးအမားတွေနဲ့နင်းမြုပ်သွားစေနိုင်ပါတယ်ဒီဖြစ်ပျက်လေးကစကိုင်းနယ်တွေကဘုံကြီးကျောင်းတစ်ခုကနေစတင်ခဲ့ပါတယ်ကိုတော်တို့တကယ်သင်ယူခြင်းတယ်ဆိုရင်ဘုန်းကြီးသင်ပေးပါမယ်ဒါပေမဲ့ဒီပညာတွေကိုကောင်းတဲ့ဘက်မှာပဲအသုံးချပါမယ်ဆိုတာကိုဂရုတော့ပေးရမယ်ဘုံကြီးဥပဏိတာကလောကီအစီရင်တွေကိုပါကျွမ်းကျင်တက်မြောက်ပြီးတော့ဦးစင်းဝိတုဒ္ဓနဲ့ဦးစင်းဇဝနာတို့နှစ်ပါးဟာဆရာတော်စီကနေလောကီလောကုတ္တရာပညာရက်တွေကိုသင်ယူနေကြပါတယ်ဦးစင်းနှစ်ပါးဟာဆရာဖြစ်သူရဲ့လမ်းညွှန်ချက်တွေအတိုင်းသင်ကြားပေးတဲ့ပညာရက်တွေကိုစူးစမ်းသင်ယူကြပါတယ်ဒီထဲမှာတရားဓမ္မပညာတွေရောဂါရမဏ္ဍအတတ်ပညာတွေပါအစုံသင်ယူနိုင်ကြပါတယ်ဂါရမဏ္ဍအတတ်ပညာတွေကတော့ကောင်းတဲ့ဘက်ကိုသုံးရင်ကောင်းကျိုးရှိတယ်လို့မကောင်းတဲ့ဘက်မှာသုံးရင်တော့ကိုယ်တိုင်ကြမာစိုးတွေဝင်စေနိုင်တယ်ဆိုတာကိုဆရာတော်ကြီးကအမြဲတမ်းသတိပေးပါတယ်ဘုန်းကြီးဥပဏိတာကတော့ဦးစင်းနှစ်ပါးစလုံးဟာဒီပညာရက်တွေနဲ့လူတွေကိုအကျိုးပြုနိုင်ကြလိမ့်မယ်လို့မျှော်လင့်ခဲ့ပါတယ်ဒီလိုနဲ့နှစ်တည်းအတော်ကြာလာခဲ့ပြီးဆရာတော်ကြီးဥပဏိတာလည်းအသက်အရွယ်ကြောင့်ဘဝတထံပြည့်လွန်တော်မူခဲ့ပါတယ်အဲနောက်ပိုင်းကစလို့ဦးစင်းဇဝနာဟာတရားဓမ္မကျင့်ကြံအားထုတ်တာမျိုးတွေမရှိတော့ဘဲလောကီအစီအရင်တွေဖြစ်တဲ့ခါထာမန္တန်တက်ပညာတွေကိုပဲအားစိုက်လေ့ကျင့်နေပါတော့တယ်။ယရဏသုံးပါးရဲ့ဂုဏ်တော်တွေကိုလည်းဥပိ္ပခာပြုလာပြီးတော့ကိုယဟန်တပါဖြစ်တယ်ဆိုတာကိုပါမေးလျော့သွားတဲ့အထိဖြစ်လာခဲ့ပါတယ်။အဲနောက်မှာတော့ဦးစင်းဇဝနာလည်းသူ့ရဲ့လုပ်ရက်တွေကသာသနာနဲ့မအပ်ဆက်တော့ဘူးဆိုတာကိုတွေးမိလာပြီးလူကိုလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့ဦးစင်းဇဝနာလူထွက်ကိုစန်းလဲသာသနာအရေးကိုကြောခိုင်းပြီးထွက်လာခဲ့ပါတော့တယ်။ကဲဇဝနာကြီးလူပေါင်းလူလောကကြီးမှာကောင်းကောင်းမွန်မွန်ရှောင်လန်းဖို့ကိုတော်ဒါပဲမှာလိုက်ချင်ပါတယ်။ဒါပေမဲ့ထွက်သွားတဲ့အချိန်မှာတော့သူတယောက်တည်းမဟုတ်တော့ပါဘူး။ကြောက်စရာတရေတကောင်ကိုတင်ငန်းကျိုးနဲ့ချုပ်တောင်ထားပြီးတော့ဆွဲခေါ်သွားတာပဲဖြစ်ပါတယ်။တရေကလည်းမလိုက်ချင်တဲ့အတွက်ဦးစင်းဝိတုဒ္ဓကိုအကူအညီတောင်းနေပါတယ်။အရှင်ဖေ။တပည့်တော်ကိုကယ်ပါအောင်ဖေ။ဒီဟာကိုမြင်လိုက်ရတဲ့ဦးစင်းဝိတုဒ္ဓကလည်းသူတစ်ပါးကိုချုံနှောင်တာမျိုးတွေမလုပ်ဖို့နဲ့ကိုပြူးတဲ့ကံဟာကိုစီကိုပဲပြန်လာတတ်တာကိုသတိပေးလိုက်ပါတယ်။အဲ့ချိန်ပါကိုစန်းကတော့ရဟန်းဘဝကတငယ်ချင်းဖြစ်ခဲ့တဲ့ဦးစင်းဝိတုဒ္ဓကိုမကျေနပ်တဲ့အကြီးနဲ့ပဲကြီးလိုက်ရင်ဂယုမဆိုင်တဲ့ပုံစံနဲ့ကြောင်းဝင်းထဲကနေထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့နှစ်တွေကြာလာတဲ့ခါမှာတော့ကိုစန်းဟာဆရာတော်ပန္နိတသင်ပေးလိုက်တဲ့ဂါထာမန္တန်တက်ပညာတွေကိုသုံးချပြီးမုံရွာနယ်ဘက်မှာဆရာတစုအဖြစ်နာမည်ကြီးလာခဲ့ပါတယ်။ကိုစန်းဟာပယောကထုတ်တာကအစအစီအရင်ဆင်းမင်ထိုးပေးတာတွေအထိပါလုပ်ပေးပြီးတော့သူ့မှာတပည့်တပန်းတွေလည်းအများကြီးရှိလာခဲ့ပါတယ်။ဒီချိန်မှာတော့တရားတာမတရားတာတွေကိုလည်းနားမလဲတော့ဘဲနဲ့သူ့အတွက်ပတ်စံရဖို့ဆိုရင်ဘာမဆိုလုပ်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။အောက်လန်းပညာတိုက်တွေပီယာဆေးတွေစားတဲ့တစ်ဖက်လူအပေါ်ကိုထိခိုက်စေနိုင်မဲ့အရာတွေကိုတွင်တွင်ကြဲကြဲလှုပ်လာခဲ့တာပေါ့ဗျာ။အမကိုစန်းတယောက်ပညာရက်တွေစတင်ချိန်ကဆရာတော်ကိုပေးခဲ့တဲ့ဂရုတွေကိုလည်းမေးလျော့နေပါတော့တယ်ဒီလိုနဲ့တနေ့မှာတော့ကိုစန်းစီကိုတားဖနှစ်ယောက်အလုပ်ကိစ္စလာပြောကြပါတယ်ဖြစ်ပုံကတော့အဲ့ဒီကောင်မလေးကမတော်မတရားလှုပ်တာခံလိုက်ရပြီးလှုပ်တဲ့သူကိုလည်းမကျေနပ်လို့ဥပဒေအရဖြေရှင်းဖို့လှုပ်ကြပေမဲ့ထင်သလောက်မဖြစ်ခဲ့တာမလို့အခုလိုကိုစန်းစီမှာအောက်လန်းပညာရက်ကိုတုံးပြီးလက်ကားချီကိုပဲဖြစ်လာခဲ့ပါတော့တယ်ဆရာအိတ်ကောင်ကိုကုန်းကုန်းကြီးဆုံးမပေးပါဆရာရဲ့အဲ့အတွက်ငွေကြေးကုန်ချင်းတလောက်ကုန်ပါစေကျွန်တော်လုပ်မယ်ဆရာအဲ့လိုပြောပြီးတော့ကိုစန်းကိုအဲ့ဒီကောင်ရဲ့နာမည်အသက်နဲ့သူ့ရဲ့သပင်းတွေကိုပါပေးလိုက်ပါတယ်ကောင်းပြီလေ3ရက်အတွင်းအဒီကောင်ပြင်းပြင်းထန်ထန်ခန်းစားသွားစီရမယ်ဒီစကားကိုကြားတော့ဦးစိန်တယောက်လည်းအတော်လေးကျေနပ်ပြီးပြန်သွားခဲ့ပါတော့တယ်အဲ့လိုနဲ့ဦးစိန်တို့တားဖနှစ်ယောက်ပြန်လမ်းမှာတော့သူတို့ကားရှိကိုတခြားကားတစ်စီးကရုတ်တရက်ပြည့်ရက်ပစ်လိုက်ပါတယ်အခြေအနေကိုတီးလိုက်တဲ့ဦးစိန်တယောက်သူ့ရဲ့6လုံးပြူးကိုထုတ်လိုက်ပေမဲ့နောက်ကျသွားခဲ့ပါပြီတစ်ဖက်ကတနက်တန်အောက်မှာဦးစိန်လည်းအသက်ပြောက်သွားခဲ့တယ်လို့ကားပေါ်ကပစ္စည်းတွေနဲ့အတူဦးစိန်ရဲ့သမီးမနှုတ်ကိုပါဖမ်းခေါ်သွားကြပါတော့တယ်ဒါတော့ဒီဖြစ်ရပ်တွေကိုစီစဉ်ခဲ့တာကကိုစန်းပဲဖြစ်ပါတယ်ကိုစန်းကသူ့စီကိုရောက်လာတဲ့မနှုကိုအခန်းထဲအတင်းဆွဲခေါ်ဖို့ကြိုးစားပြီးတော့မနှုလည်းရှိသမျှအားနဲ့ရုန်းကန်နေရပါတယ်ဒေါသထွက်လာတဲ့ကိုစန်းကလည်းမနှုကိုတွန်းပစ်လိုက်တဲ့ခါမှာတော့ခေါင်းနဲ့တကားပေါင်နဲ့ရိုက်မိပြီးတတိလစ်သွားခဲ့ပါတယ်အဲနောက်မှာတော့ကိုစန်းကသူ့တပည့်တွေကိုလူတွေနဲ့ဝေးတဲ့တောဆက်မှာအစာဖျောက်ပစ်ဖို့အမိန့်ပေးလိုက်ပါတော့တယ်
ဒီလိုနဲ့လာအတော်ကြွားတဲ့အချိန်မှာတော့ကိုစန်းရဲ့တပည့်တွေကားမောင်းနေကြရင်းနဲ့သူတို့ရဲ့ရှေ့ကိုမိန်းကလေးတစ်ယောက်ဖြတ်ပြေးဝင်လာတာကိုမြင်လိုက်ရပါတယ်။ဒါနဲ့ပဲကားကိုလမ်းဘေးကိုဆွဲချလိုက်တဲ့အခါတစ်ပင်ကိုဝင်တိုက်မိပြီးကားထဲကကိုစန်းတပည့်တစ်ယောက်တည်းပွဲချင်းပြီးသွားခဲ့ပါတယ်။အဲ့လိုနဲ့ကြံခဲ့တဲ့တပည့်ကလည်းသူ့ဆရာကိုစန်းစီကိုအပြေးအလွှားသွားပြီးသူ့ကိုကယ်ဖို့အကူအညီတောင်းပါတော့တယ်။သူ့ရဲ့နောက်မှာလည်းတရေတစ်ကောင်ပါလာတယ်ဆိုတာကိုကိုစန်းကချက်ချင်းသိလိုက်ပါတယ်။အဲ့မှာတရေမကကိုစန်းစီကိုရုတ်တရက်ခုံဝင်ပြီးကိုစန်းရဲ့လဲမျိုးကိုညှစ်ပစ်လိုက်ပါပြီ။အဲ့ချိန်မှာကိုစန်းကဂါထာတစ်ပုဒ်ကိုရွတ်လိုက်တဲ့အခါမှာတော့သူချုံနှောင်ထားတဲ့တရေထွက်ပေါ်လာပြီးတော့တရေမကိုချုပ်ထားလိုက်ပါတယ်။ သူ့ကိုတခါတည်းရှင်းပြလိုက်လေကွာမင်းအခုဘာလုပ်နေတာလဲ ကိုစန်းကဒေါသတကြီးနဲ့အမိန်ပေးနေပေမဲ့သူ့ရဲ့တရေကတော့အမိန်ကိုမနာခံတော့ပါဘူး။ဒါနဲ့ပဲကိုစန်းလဲဂါထာတစ်ခုကိုပို့ပြီးထက်ရွတ်လိုက်တဲ့ချိန်မှာတော့တရေလည်းမလွန်ဆန်နိုင်တော့ပဲတရေမကိုဘူးထဲကိုထဲချုပ်ပေးလိုက်ရပါတယ်။ဒီကိစ္စတွေပြီးမှတော့ကိုစန်းလဲအပြင်းဖျားနာခဲ့ပါပြီ။သူ့ရဲ့လယ်ဘဲမှာလည်းတရေမညှစ်ထားတဲ့တန်ကြောင့်ညိုမဲရောင်ကိုင်းလို့လာနေပါပြီ။ပြင်းထန်တဲ့ဝေဒနာကိုခံစားရတဲ့ကိုစန်းတယောက်အိပ်ရတဲ့လဲနေရတာအတော်ကြာခဲ့ပါတယ်။ဒီလိုနဲ့တညမှာတော့ကိုစန်းစီကိုသူမွေးထားတဲ့တရေကရောက်လာပြီးကိုစန်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပူးလိုက်ပါတော့တယ်။တစ်ဖက်မှာတော့ကိုစန်းမနာကျန်းဖြစ်ပြီးအိပ်ရတဲ့လဲနေတာကိုသိလိုက်ရတဲ့ဦးစင်းဝိတုဒ္ဓကတော့တငယ်ချင်းတန်ရောစင်နဲ့ကိုစန်းရှိရာကိုလိုက်လာခဲ့ပါတယ်။ဒီလိုတွေတစ်နေ့ဖြစ်မယ်ဆိုတာကိုဦးစင်းဝိတုဒ္ဓကသိနေပြီးသားပါ။ကိုစန်းစီကိုရောက်တော့ခန္ဓာကိုယ်ထဲကပူးကပ်နေတဲ့တရေကိုထွက်သွားပေးဖို့မိန့်လိုက်ပါတယ်။ဒါပေမဲ့ခေါင်းမာတဲ့တရေကတော့ကိုစန်းရဲ့ခန္ဓာကိုယ်ထဲကနေလုံးဝမထွက်ပဲဆူဆူဝါဝါအကြည့်တွေနဲ့ပဲတုံ့ပြန်နေပါတယ်။နောက်ဆုံးမှာတော့ဘလို့မှမတက်တာတော့ပဲဦးစင်းဝိတုဒ္ဓလည်းပထန်းတွေရွတ်ပရိတ်ရည်တွေနဲ့ပတ်ဖြန်းလိုက်တဲ့အခါမှာတော့တရေလဲကိုယ်ထဲကနေထွက်သွားရတယ်လို့ကိုစန်းလည်းအသက်ပါသွားပါတော့တယ်။ဒါတွေကိုမြင်လိုက်ရတဲ့ကိုစန်းရဲ့တပည့်တွေလည်းအတော်တုန်လှုပ်နေကြပါတော့တယ်။ ကဲတခါတို့လည်းလက်တွေ့မြင်ရပြီမလားဒီတော့အခုလက်ရှိဘဝမှာတင်ဒီမကောင်းတဲ့ပညာရက်တွေကိုစွန့်လွတ်ပြီးတော့တန်တရားအတွက်အထောက်အပံ့ဖြစ်စေမဲ့အရာတွေသာအားထုတ်ကြတော့တခါတို့ ဦးစင်ဝိတုဒ္ဓလည်းအဲ့လိုမိန်ချပြီးကိုစန်းရဲ့အိမ်ကနေကျောင်းကိုပြန်ကြွသွားခဲ့ပါတော့တယ်။ဇလန်းလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းပရာလောကဖြစ်ရစန်းတွေကိုတင်ဆက်ပေးသွားအောင်မလို့ channel လေးကို like and subscribe လုပ်ထားရင်ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ။